ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့အောက်လန်းဘိုးထင်ဘဝအစအခန်းတစ်ဘဝဘာကုန်းနဲ့စာပြီးဝါလုံးနဲ့ဆုံးသောနှလုံးထဲသောဗမာစကားလုံးနှလုံးကံကိုစပြုလို့ဘဝဆိုတာဖြစ်တည်လာပြီးဘဝကြောင့်ပဲဇာတိဆိုတဲ့မွေးဖွားခြင်းကိုရောက်ရှိကြပါလိမ့်မွေးဖွားစားကလေးတယောက်ရဲ့ဥဝဲဆိုတဲ့ငိုတန်ကလင်းချက်တွန်ကန်ဒီအချိန်ခန့်မှာမောင်မိုက်နေတဲ့ပတ်ဝန်းကျင်ရှိအိမ်လေးတစ်လုံးစီကအစပြုလို့ဝင်းကျင်တစ်ခုလုံးကိုပြန်ကျဲလွင့်စင်သွားပါတော့တယ်မောင်ကောင်းကလေးမွေးပြီးယောက်ျားလေးဟဲ့အားရဝမ်းသားဖြင့်အော်ပြောလို့မဆုံးသေးမြခင်အရက်လက်တဲ့တုံငယ်လေးရဲ့အလံတကြားအော်တန်ကြားမှာဦးကောင်းရဲ့ခြေလမ်းတွေတုံဆိုင်သွားခဲ့ရပါလိမ့်အရှိမြခင်ဘာဖြစ်လို့လဲဗျာပြန်ပြေတယ်မပြူချင်းကြောင့်အခန်းထဲသို့ဦးကောင်းလှမ်းဝင်လိုက်တဲ့အချိန်မှာတွေ့လိုက်ရတဲ့မြေငွင်းကြောင့်ဦးကောင်းလိုအသားညွန့်ညူယောက်ျားရင်းမာကြီးရဲ့မျက်လုံးမှာမျက်ရည်တွေရေဝဲရတဲ့အထိပါပဲအကြောင်းကတော့ငြိမ်သက်စွာရှိနေသောမြခင်ကြောင့်ဖြစ်တော်တယ်မြခင်သည်အသက်ရှူခြင်းကင်းမဲ့စွာလဲလျောင်းနေပါတော့သည်ထိုချိန်တွင်သူမ၏ဘေးတွင်ရှိနေသောလူမမယ်ကလေးရဲ့ငိုတန်ကငြိမ်သက်နေသောပတ်ဝန်းကျင်ကိုဖောက်ထွက်သွားပါလိမ့်တော့တယ်နောင်တွင်ခေါ်မိထိုကလေးငယ်ရဲ့အမိကအောက်လန်းဘိုးထင်အခန်းနှစ်အသက်12နှစ်ကျော်ကလေးမောင်ဘိုးထင်ဟာလွယ်တစ်လုံးကိုလွယ်ပြီးတော့အိမ်ရှိမှထွက်ဟန်ပြင်လိုက်သည်ထိုကအိမ်ရှိကိုပြက်မှာထိုင်နေတဲ့ဖခင်ဖြစ်သူဦးကောင်းမှဇကားတန်တချို့ထွက်လာလေတယ်ဂျိုးကောင်ဘိုးထင်ပြားပြီကျွန်တော်မလုပ်ပြရမလဲမင်းကဘိုးထင်လို့ဘာလို့ပေးတာလဲသိလားသိပါတယ်သိရင်ပြောစမ်းကွာဘိုးဆိုတဲ့စကားလုံးရအသက်ကြီးနေပြီမြန်မြန်သိမယ်ထင်လို့ပေးထားတာပါအေးဟုတ်တယ်မင်းတို့သာမမွေးရင်ငါမိမမသိဘူးကွာကျွန်တော်လည်းဆိုင်လို့လားဖေဟာမင်းတို့သာငါမိမမမွေးခဲ့သိမလားအဲ့ဆိုလေကျွန်တော်လွတ်ပြလိုက်ပေါ့အေးမင်းတို့ငါအဲ့ဒီလိုလှုပ်ချင်နေတာငါညမဆန်းဝေရတာမင်းတို့နှိုးတာပြီးမွေးထားတာဟုတ်ပါပြီဗျာကျွန်တော်ငါသွားပြင်းနဲ့ကြွက်ကပ်ပြီးထားအောင်မှာမိုးချုပ်အောင်မယ်သိလားအေးမိုးချုပ်တာချုပ်လို့ရတယ်ပြန်မလာလေးရတယ်ဒါပေမဲ့အချိန်ုံသိတယ်နော်မင်းတစ်လုံးလာပို့ရမယ်အချိန်အေးပါဗျာမောင်ဦးရင်ကိုတော်ဖြစ်သူမဆန်းဝင်မှာငယ်စဉ်ကလေးကကျွေးမွေးပြုစုထားပြီလေဖခင်ဖြစ်သူဦးကောင်းကလည်းသူ့အာဂရုမဆိုင်ရှိသည်ဥပင်မထင်ပေအတော်ဖြစ်သူကသူ့အသက်ရှင်နေရွယ်မှာဆုံးပါသွားပြန်လေအရိကာတော်ဖြစ်သူရဲ့ယောက်ျားကမောင်ဘိုးတွေကိုနှင်ချလိုက်တာကြောင့်ဖခင်ဖြစ်သူရဲ့အိမ်ထံပြန်ရောက်လာခြင်းပဲမောင်ဘိုးတွေကကြွက်ထောင်ငှက်ပြစ်ငါးဖမ်းကျဲအလုပ်တွေကိုလုပ်ရင်းဦးကောင်းတို့ရက်တလုံးပုံမှန်ဝယ်ပြီးရသလိုစားဝယ်နေအတွက်ပတ်စံရှာသည်လေနိုင်ကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလဲမလုပ်၍တီးစားချထားတာကြောင့်ဝမ်းစာစပားအတွက်မပူရလို့တော်သည်ယခုလည်းမောင်ဘိုးတွေတော်သို့သွားကြပြီဖြစ်မောင်ဘိုးတွေနေသောတစ်စိမ်ရွာကလေးကတော်ရန်ကြသောဒေသဖြစ်လေတယ်ရွာဝင်အတန်လှမ်းသောနေရာမှာတင်းတိုင်းကုန်ရှိပြီးအုပ်ကူအဟောင်းများကဈေးရောင်မရှိလူသွားလမ်းဘေးမှာကပ်လျက်ရှိတင်းတိုင်းကုန်ကိုအမည်နဲ့လိုက်အောင်ရွာကြီးတင်းတိုင်းကုန်ဒီကုန်းလေးပေါ်မှာရှိနေပြီးတစ်ပင်ကြီးတစ်ပင်ငယ်နှင့်ခြုံရွယ်ပိတ်ပေါင်းတို့ကထူလာသည်လူတယောက်တင်းသာလူတယောက်မြုပ်နိုင်သောနေရာလောက်ကိုရှင်းလင်းပြီးမြေတူးကြတယ်ဒါကြောင့်တင်းတိုင်းကုန်ကတောဖြစ်နေလေတယ်အခုမောင်ဘိုးတွေအဲ့ဒီတင်းတိုင်းရဲ့အနောက်ဘက်မှာရှိတဲ့ခြုံထဲကိုကြွတ်ထောင်ရင်းနဲ့တင်းတိုင်းနဲ့ဝင်၍ငှက်ပြစ်နေလေတယ်ငှက်များမလာတဲ့အခါမှာမောင်ဘိုးထင်ကတင်းတိုင်းထဲမှာရှိတဲ့အုပ်ကူပေါ်မှာအိတ်နေလေတော့တယ်အဲ့ဒီချိန်မှာသူအိတ်နေတဲ့အုပ်ကူဘေးမှာရှိတဲ့လဲလန်းပေါ်မှာလူငယ်တစ်သက်စကားတပြောပြောနဲ့လမ်းလျှောက်လာကြလေတယ်အဲ့ဒီလူငယ်ထဲမှာမြင်နိုင်ဆိုတော့လူငယ်လေးကမောင်ဘိုးတင်ထောင်ထားတဲ့ကြွက်ကပ်ပြီးများကိုကိုဖော်တယ်ဟုတ်မောင်ဘိုးတင်ထင်နေပြီလေလူငယ်များကလည်းမောင်ဘိုးတွေရဲ့တပ်တူရွယ်လူများပါကြသလိုနှစ်နှစ်များကြီးသူများလည်းပါလေတယ်တချို့လူငယ်များရဲ့ပကုံးမှာတော့လွယ်အိမ်များကိုလွယ်ထားသလိုတချို့လူငယ်များရဲ့ပကုံးမှာတော့ပစိုးများကိုလိမ်ပြီးလွယ်အိတ်တံပြုတ်လောက်ကလွယ်ထားကြလေတယ်အဲ့ဒီလူငယ်များဟာမောင်ဘိုးတွေကိုရှီမှန်းမသိပဲစကားပြောလာကြတယ်မြင်လားမင်းဟိုဘက်နေရကြတဲ့ကြွက်ကြီးအကြီးပဲနော်ဟုတ်တယ်လေငါကိုစိုးကြီးရက်ဆိုင်ကိုသွင်းလိုက်တာမင်းဘယ်လိုလုပ်ပြီးရတာလဲကွာဟိုကောင်ပေလူပြောတော့မင်းဘိုးတင်ကပ်ပြီးခိုးပေါ်လာတာဆိုအဲ့ကောင်ပေလူလည်းတကောင်ယူလဲလေကွာဘိုးတွေကစိုးကြီးထားပြီးသွားဖြုတ်တာပါမင်းကဘယ်အချိန်မှသွားပြီးတော့ဖော်လိုက်တာလေဟာအဲ့ကောင်ဝေလင်းမှသွားတာငါအုံမောက်ခောက်တာနဲ့သွားဖော်လိုက်တာလေသူသွားဖော်တော့ငါအိမ်ပြန်လို့ပြန်တော့အိမ်နေဟာပိုင်မကွာမြင်နိုင်လေကွာမပိုင်ချင်းအောင်မရတာမင်းတို့သိတယ်မလားလူငယ်လေးများကစကားတပြောပြောနဲ့တင်းတိုင်းကိုကြော်သွားချိန်မှာမောင်ဘိုးထင်အုပ်ကူဘေးမှာထားလိုက်ပြီး
မြင်နိုင်လူရုပ်မှာကြွက်တခိုးမင်းနဲ့ကလည်းတွေ့ပြီပေါ့ကွာမောင်မိုးတွေကစိတ်ဆိုးဒေါသထွက်က။အုတ်ကူကြီးဟာလောက်လေးกว่าတင်နဲ့ထုလိုက်ပါတော့သည်။အခန်း 3မောင်မိုးတွေဟာအဖေဖြစ်သူအတွက်ဦးစိုးကြီးဘုံဆိုင်မှမီးတော့ရက်တလုံးသွားဝင်နေလေတယ်။ရလာတဲ့ငှက်တချို့ဦးစိုးကြီးဟာရက်ဖိုးနဲ့ခြေခိုင်းလိုက်လေတယ်။ဦးစိုးကြီးကရက်ချိန်ပေးနေရင်မောင်မိုးတွေကိုကြည့်ကဘိုးတွေမင်းပလင်းတွေပြန်ယူခဲ့အောင်3လုံးရှိနေပြီနော်။အေးပါဗျယူခဲ့ပါမယ်။အခုကတောထဲကနေတန်းလာတာမို့ပါ။မင်းအခုတော့ကြွက်မရဘူးလား။မြင်နိုင်လေပေတူးတော့ကြွက်တွေငါးစီလာရောင်းနေ။အကောင်တွေဘယ်နားထောင်နေလဲမသိဘူးမင်းစုံစမ်းပါလားနေရာသိအောင်စုံစမ်းကြမလို့ပါဘူးဗျာဒီကောင်တွေဘယ်ရလဲဆိုတော့ကျုပ်သိသိတာပေါ့အေးသိရင်လည်းပြီးရောကြွက်ကထေးချိန်နီးလာလို့ဈေးကောင်ရနေပြီငါးကောင်ရစိတ်ချပါဗျာကျုပ်လာဖို့ပါမယ်မောင်မိုးတွေကတောရပလင်းကိုလက်ကဆွဲပြီးတဲ့နောက်အိမ်ကိုပြန်လာလေတော့တယ်အိမ်ဝိုင်းထဲကိုဝင်လိုက်တာနဲ့ဦးကောင်းရဲ့ပြစ်တင်ပြောဆိုတဲ့ကပါလာပြီအိမ်ဝိုင်းထဲကိုဝင်လိုက်တာနဲ့ဦးကောင်းရဲ့ပြစ်တင်ပြောဆိုတဲ့ကပေါ်လာပြီဖြစ်တော့တယ်ဂျိုးကောင်နောက်ကျလိုက်တာကွာမင်းရပဲဘယ်တိုင်းသေးသေးငါဂီးမဆိုင်ဘူးငါရက်လီတော့အချိန်မလာပူစမ်းပါကွာကြားလိုက်ကောကျွန်တော်လည်းမြင်မြန်လာတာပဲဗျာမင်းမြင်မြန်လာဒီလောက်နောက်ကြမလားမိုးတော်ချုပ်တော့အေးတဲ့ရက်ငါကောင်တွေမဲဖို့လို့မဲသားကြီးလာပူလာတယ်တွားယူစမ်းသွားမဘိုးတွေဒီမြေတော်သောစကားမှပြန်မပြောတော့ပဲဖာခင်ဖြစ်သူအရှိတို့အရပလင်းကိုချပေးလိုက်ပြီးအိမ်မော်ကိုတက်သွားကမိဖို့ကြောင့်မှပကံလုံးတစ်လုံးနဲ့ထဲထားသောအမဲသားဟင်းများကိုပကံတစ်ချက်တည်းကော်ထည့်ပြီးတော့တွားပို့လိုက်လေတော့တယ်အိုင်တော်ဖာခင်ဖြစ်သူရဲ့အရှိမှရက်လိုက်ပြီးအဖေကျွန်တော်ညအိမ်ပြန်ပေးဘူးကြွက်ဖို့ကိုသွားဆောင်အိမ်မလို့သွားမဘိုးတွေကအိမ်ပေါ်မှာရေနံစီမီးခွက်နဲ့သက်သားမီးချစ်ကိုယူလိုက်တယ်အိုင်တော်ပန်မီးအလေးတွေကိုရေနံစီမီးခွက်ကိုထည့်လိုက်ပြီးလက်မဆွဲကမီးဖို့ချောင်းလေးကိုဝင်လိုက်တယ်အိမ်တော်ပန်ကိုခဏဘေးကိုချထားလိုက်ပြီးတော့စစ်သုံးဟန်းကောဂျိုင်ထဲကိုထမင်းနဲ့မဲသားဟင်းများကိုရောထည့်လိုက်ပြီးအဲ့ဒီဂျိုင်လေးကိုလွယ်ထဲထည့်ပြီးတော့မီးအိမ်ကိုကောက်ကင်ကအိမ်ပြင်ကိုထွက်သွားပါတော့တယ်မမိုးရီယာထောင်ထားတဲ့ကပ်ပြီးများကိုသေးချာစစ်ဆေးလိုက်ပြီးတဲ့နောက်အပင်ပင်အောက်မှာဝင်ပြီးအိတ်လိုက်လေတယ်ဘိုက်ကလည်းမစားသေးတာကြောင့်ထမင်းမစားသေးပြီမိုးကဆွတ်ဆွတ်ချုပ်နေပြီဖြစ်တော့တယ်ရာသီဥတုရဲ့အပူချိန်ကြောင့်အိုက်ဆက်နေလေရာအတော်ပင်စိတ်ပြတ်နေပြီလေလေကလည်းမတိုက်ခြုံထဲမှာလည်းဖြစ်နေတာကြောင့်လေမတိုက်သည်လည်းဖြစ်နိုင်သည်တော်တော်မမိုးရင်ကမီးအိမ်ကိုကောက်ယူလိုက်ပြီးထမင်းရိုင်ထည့်ထားတဲ့လွယ်လေးကိုလွယ်လို့တင်းတိုင်းကုန်းဘက်ကိုထွက်သွားနေပါတော့တယ်မမိုးရီယာသူထိုင်နေကြအုတ်ကူဟောင်းဒီဘော်ကိုတတ်ထိုင်နေလိုက်တယ်။လာရောင်တဲ့ကျေရောင်ရဲ့အလင်းအောင်တဲ့တဲ့လေးရနေတာမဟုတ်လို့မီးအိမ်ထဲမှာရေနံစီမီးခွက်ကိုမှုတ်လိုက်လေတယ်။အဲဒီနောက်ဘိုက်ကစားလာပြီးဖြစ်တာကြောင့်ထမင်းချိုင်ကိုထုတ်ပြီးအုတ်ကူပေါ်တင်ပြီးတော့ဖွင့်လိုက်တယ်။အမဲသားရနန်းကတင်းသွားချိန်တင်းတိုင်းထဲမှာအပင်တချို့ကလေမတိုင်ပဲလှုပ်ရှားသွားလေတော့တယ်။အဲဒီအရာကိုသတိထားပြီးတဲ့ဘိုးထင်ကလှုပ်နေတဲ့အပင်များကိုကြည့်ပြီးတော့စကားဆိုလိုက်လေတယ်။ငါတယောက်စားတော့နိုင်တော့မကြွေးနိုင်ဘူးစားချိန်ငါ့ကိုသာကြိုက်စားတော့သေလဲအေးတာပဲမောင်မိုးရီရဲ့စကားဆုံးချိန်မှာအပင်များလုံနေရမှငြိမ်သွားလေတော့တယ်အဲဒီကမောင်မိုးရီဟာဂျိုင်ထဲမှာထမင်းကိုလက်နဲ့ကုပ်ပြီးတော့စားနေချိန်သူထိုင်နေတဲ့အုတ်ကူနဲ့မလန့်မကန့်ပါအရှိတ်တစ်ခုပေါ်လာလေတယ်အဲဒီနောက်အုတ်ကူရှိမှမတ်တက်ရက်နေတဲ့လူတယောက်ပေါ်လာလေတော့တယ်စုပ်ပြတ်နေတဲ့အဝတ်စားနဲ့ဖြူဖတ်နေတဲ့မျက်နှာမှာညလုံးနေရကလည်းဟောက်ပဲဖြစ်နေတယ်အဲဒီလူက6ကန့်နေတဲ့အတန်နဲ့မောင်ဘိုးထင်ကိုစကားဆူလာလေတယ်ကောင်းလေးငါအုတ်ကူပေါ်ထိုင်စားနေပြီငါ့ကိုမကြွေးဘူးလားအဲ့ဒီတိုင်တော့မောင်ဘိုးထင်ခေါင်းထောင်ပြီးကြည့်လိုက်တယ်အကြီးတန်းသောထိုသူရဲ့ရုပ်ကိုမြင်သည်နဲ့လူမဟုတ်တာတန်းသိလိုက်တယ်လူဘွားကိုစိတ်နာနေတဲ့မောင်ဘိုးထင်အဖေဖြစ်သူကနေတိုင်းသေစေခြင်းနေတာမဟုတ်လို့လူဘွားကိုမခင်တွဲဒါကြောင့်ကြောက်တယ်ဆိုတာဘယ်အရာလန့်တယ်ဆိုတာဘယ်အရာမှန်းတော့မသိပါကြီးဒီလိုဖြစ်အောင်လဲအဖေဖြစ်သူနဲ့အတော်ဖြစ်သူတို့ကပြုလုပ်ပေးလိုက်သည်ဟုပြောရမည်ဖြစ်တော်သည်လူမန်းသီးတဆရွယ်ကလေးကသူများကလေးများနီးသူသားလေးငါသားလေးအဖေသားလေးအမေသားလေးဆိုတော့ကျင်နာစကားများမဆိုထားနဲ့ကောင်းလေးလူလေးဆိုစကားတော့မပြောအတော်ဖြစ်သူကဘိုးထင်ခေါ်သလိုအဖေဖြစ်သူကဂျိုးကောင်လေးကိုခေါ်လေသည်သမင်းချိုင်ကိုဆွဲနိုင်လောက်တဲ့ရွယ်ကနေစားပြီးနေဝင်မိုးချုပ်သေးတိုင်းကိုကြော်ပြီးတော့တောင်ရတဲ့အတော်ဖြစ်သူကအမြဲတမ်းသမင်းပိုခိုင်းမြဲဖြစ်လေသည်အတော်ဖြစ်သူဤသားများသည်ပင်ဆယ်တော်သက်အရွယ်ရောက်နေပေမဲ့လူမမဲမောင်ဘိုးထင်ကိုသာခိုင်းမြဲဖြစ်တော်တယ်အဖေဖြစ်သူကလည်းအတော်ထက်ပိုဆိုးလေသည်အကျက်မရှိရဲ့တကောင်ကြော်တွေပါတွေမသိမောင်ဘိုးထင်ကိုနှိုးပြီးတော့သွားဝယ်ခိုင်းတတ်တယ်အဲဒီလိုလောကဓာတ်ကိုခံစားရတဲ့မောင်ဘိုးထင်လူဖြစ်နေသည်မှာထမင်းစားဖို့တစ်ခုနဲ့သေဖို့အတွက်စောင့်နေသည်ဟုစိတ်ပိုင်းဖြတ်ကာထားသည်မို့ညီတို့သောကြောက်စိတ်မှမရှိတော့ပြီကျေနာမှုမရသောကလေးဘွားကိုဖျက်ဆီးခဲ့ရတဲ့မောင်ဘိုးထင်ရှေ့မှာရောက်နေတဲ့သေရဲကိုမကြောက်တာမထူးဆန်းတော့ပါ
တေမောင်ကောင်နဲမှမကြောက်တော့သောမောင်ဘိုးထင်အတွက်တရေ6တီဆိုတာကရည်စရာဟုတ်ပြီထင်ကောင်းထင်နေပြီဖြစ်တော်သည်ယခုလေသူကြီးရှိတွင်ထမင်းတောင်းစားမိသဘောရှိသောတရေတကောင်ကသူ့အားစကားဆိုလာလိမ့်ပြီအဲဒီကမောင်ဘိုးထင်ကအဲ့ဒီတရေကောင်ကိုတေချာကြည့်လိုက်ပြီးဒီအုပ်ကခမည်းအုပ်ကူလားဟုတ်တယ်မင်းနေတိုင်းထိုင်တာငါသိမင်းစားနေတဲ့အမေသာငါ့ကိုကြွေးဒီပေါင်းဗျကျုပ်စဉ်းစားနေတာမင်းငါ့ကိုမကြောက်ဘူးလားတေကြီးမကြောက်ဘူးလားဟူသောစကားကိုမေးချိန်မှာမောင်ဘိုးထင်ဟာတိုက်ရီမောလိုက်ပြီးကြောက်ချင်တာပေါ့ဗျာအမေကျွန်တော်ကယ်ပါအောင်လို့អော်ပြီးတော့အမေစီပြေးချင်ခဲ့ဘူးတာပေါ့ပြီးတော့အဖေကျွန်တော်ကြောက်တယ်လို့ပြောပြီးတော့အဖေကမကြောက်နဲ့ငါသားလို့ပြောတော့လိုချင်ခဲ့ဘူးတာပေါ့ဗျာဒါပေမဲ့ကျုပ်ကကြောက်တဲ့ငိုယုံနေလဲကျုပ်ကိုဘသူကချော့ဘသူကမငိုနဲ့လို့မှပြောမှမဟုတ်တာအဲ့တော့ကြောက်တယ်ဆိုတာဘာလဲလို့တော့မေးရမလို့ပဲဗျာတဲကောင်ကြီးကအုပ်ကူကြီးရဲ့ရှေ့မှာမားမားရက်ပြီးတာလက်ကိုဖြတ်ပြီးတော့တောင်းနေပါလိဘိုးထင်ပြောတာကိုနားလဲပုံလဲမပေါ်ပါအဲ့ဒီကမှမောင်ဘိုးထင်ကမဲသားတစ်ဖက်ကိုတဲကြီးရက်နေတဲ့အုပ်ကိုအစုံကိုပြစ်ပေးလိုက်ပါတော့တယ်တဲကြီးကမောင်ဘိုးထင်ပြစ်ပေးလိုက်တဲ့အမဲသားတို့ကိုကောက်ယူပြီးတော့စားနေလေကုံသွားတဲ့ခါနောက်တစ်ခါလက်ကိုပြန်ဖြတ်ပြီးတော့တောင်းနေပြန်တယ်မောင်ဘိုးထင်ကလည်းထပ်ပြီးတော့ချပေးလိုက်ပြီးထမင်းကိုသာစားနေတော့တယ်ခဏကြာတဲ့ခါမှာဘိုက်ပြေသွားပြီမလို့ကျန်တဲ့ထမင်းနဲ့ဟင်းများကိုအုပ်ကိုစိုးမှာစုပုံပြီးတော့ပေးလိုက်ပြီတော့လေအဲဒီကတဲကြီးကမောင်ဘိုးထင်ပုံပေးတဲ့ထမင်းနဲ့ဟင်းနဲ့များကိုအားရပါရစားတောင်းနေပါတော့သည်စားတောင်းနေတော့တဲကြီးကိုမောင်ဘိုးထင်ကကြည်ပြီးတဲ့နောက်စကားဆိုလိုက်လေခမ ्या ဦးပေါ်ထိုင်နေကြမလို့ကျုပ်ကြွေးတာနော်ကြောက်လူကြည့်တာမဟုတ်သေးလားဒီပါလေကွာကျေးဇူးတင်ပါတယ်ငါမင်းကိုဘာကူညီပေးရမလဲငါနာမည်ငတ်နတ်ပါမကူညီပါနဲ့ဗျာအကူကြီးတောင်းမိရင်လည်းနေတိုင်းကျွေးနေရမှာမလားမဟုတ်ပါဘူးကွာမင်းခိုင်းနေတာရပါတယ်ခိုင်းပါမင်းကျွေးလဲရတယ်မကျွေးလဲရတယ်မောင်မိုးရရဲ့အဲဒီစကားကြောင့်ခိတ္တတွေးလိုက်သူ့စိတ်ထဲမှာကြွားတခိုးမြင်နိုင်ကိုမြင်အောင်လာလေသည်မောင်မိုးရတစ်ချက်မျှပြုံးလိုက်ပြီးစိတ်ထဲမှာတော့ဒီငနာတွေတွေးပြီးပေါ့ကွာကျိန်းသွားလိုက်ကဟုတ်ပြီဗျာအဲ့ဆိုတခုတော့ကူညီပြောပါကောင်းလေးကျုပ်ကြွက်ခဲ့ပြီးရွာကောင်လေးနှစ်ယောက်ဖော်ပေါ်ပြီးတော့ကြွက်တွေယူသွားတယ်ဗျာအဲ့ကောင်လေး6ဝေးသက်မှာတေအောင်လုပ်ပေးရမှာကောင်းလေးဟာတေအောင်တော့မလုပ်နဲ့လေဗျာနောက်တစ်ခါမခိုးရဲအောင်လုပ်အဲ့လောက်ဆိုရစိတ်ချကောင်းလေးမင်းဒီမှာအိမ်ပါလားဟုတ်တယ်ဗျာအဲ့ကောင်လာမဖော်ခင်တကောင်ကျော်တစ်ခါဖော်မယ်ကြွက်မြေပြန်ထောင်ပြီးတော့မနက်တကထပ်ဖော်မလို့ဒီမှာဆောင်းအိမ်ပါဗျာအဲ့ဒါဆိုမင်းအိမ်နေအဲ့ဒီကောင်လေးမှာ6လွတ်လိုက်မယ်အဲ့ဒါဆိုလည်းကောင်းတာပေါ့ဗျာကျုပ်အိမ်နေတော့ကျုပ်တော့ဂုံမချိုးပါအောင်တော့ခင်ဗျာဘာလဲအခုတော့မင်းကြောက်နေပြီမလားမဟုတ်ပါဘူးဘာမသိညာမသိပဲမသိချင်လို့ပါဗျာချိုးချင်ကျုပ်အခုချိုးသွားလိုက်ဟုတ်ပလားမောင်ဘိုးတွေကခက်တီတီနဲ့ပြောလိုက်ပြီမဲ့တရေကြီးကသူကြီးမြင်ကွင်းထဲမှာတရေရိပ်နဲ့ပျောက်ကွယ်လို့သွားပါတော့သည်အခန်းလေးမောင်ဘိုးတွေတမင်းစားပြီးတဲ့အခါအုပ်ကူကြီးပေါ်မှာပက်လက်အိတ်လိုက်လိတယ်သူ့ရဲ့မျက်လုံးထဲမှာတော့မမြင်ဘူးတော့သူကြီးမိခင်ဖြစ်သူကိုပုံဖော်ကြည့်နေမိတယ်အရက်ထဲကသဘောကောင်းတဲ့တော်ကြီးများဟာသူကြီးမိခင်ရုပ်ပုံကိုပြောပြကြတဲ့ခါမှာတော့မောင်ဘိုးတွေငေးပြီးတော့နားထောင်ခဲ့ဘူးလေသူရဲ့စိတ်ထဲမှာတော့အမေဟာရွာဖျားပွဲမှာကပြဘူးလေအငိမ့်မင်းသမီးလေးလို့တွေးထားခဲ့ဘူးဒီမဟုတ်ပါလားသူ့ကိုမွေးပေးတဲ့အရက်လက်တဲ့တော်ငယ်လေးကိုသူ့အမေကြောင့်တွားမေးဘူးလေသဘောကောင်းတဲ့အမေကြီးကသူ့အားစိတ်ရှည်လက်ရှည်ပြောပြနေတာကိုအခုအုပ်ကူပေါ်အိမ်ရင်တွေးနေမိတော့တယ်အမေတော်ငယ်လေးကျွန်တော်မေကဘလို့ပုံစံလဲဗျမောင်ဘိုးတင်နဲ့နည်းနည်းစင်တာပေါ့ကွယ်အပြိုတော့ကနေမေကပန်းအောင်ကိုင်တော့ပန်းအောင်ကိုင်ဆိုတော့အမခင်မေတို့လိုလားမေအဲ့ဒီထထောင်လှပါသေးတယ်တော့ခင်မေတို့လှတယ်ဆိုတာမြခင်လှတာကိုဘယ်မိမလို့ဟုတ်လားကျွန်တော်မြင်မှုမြင်လိုက်တာဗျာအေးဟဲနေပြောမှာပဲမြခင်ရောင်းသတိရလားအမေတော်ငယ်လေးမှပြောင်းမှုဆေးလိပ်ကြီးကိုဖွာရင်းအိမ်ရှိမှဝက်ကတ်ချန်စီကိုငေးပြီးတော့ပြောနေတယ်မောင်မိုးရသူမိခင်ဖြစ်သူမှရွာကအလားဆုံးပန်းအောင်ကိုင်ကြလှသည်တော်ငယ်လေးမှပြောတော့ခါများစွာပီတိဖြစ်နေပြီးတော့မိခင်ပုံကြီးကိုစိတ်ထဲ၌ပုံဖော်ကြည့်နေပြီးပါတော့တယ်ယခုသေးနိုင်တဲ့ကအုပ်ကူကြီးပေါ်မှာအိတ်နေတဲ့မောင်ဘိုးထင်ကိုမိခင်သားမြင်ရင်ကျိုးမှာအေကံပင်ဖြစ်တော်တယ်အခုတော့စိတ်ပူသူမရှိကျင်နာသူမရှိတော့မောင်ဘိုးထင်တယောက်အုပ်ကူပေါ်မှာတွေးပေါင်းများစွာနဲ့အိတ်ပျော်သွားလိပါတော့တယ်အခန်းကမောင်ဘိုးထင်အုပ်ကူပေါ်မှာအိတ်နေလေအကင်းပါအေးဆက်တဲ့မောင်ဘိုးထင်နားတဲ့ကိုတိရွက်တိတ်ကိုင်းများကိုနင်းဆန်ကြားရ၍ထထိုင်လိုက်မှအိမ်မုံဝိုးတဝါဖြစ်နေတော့မောင်ဘိုးထင်မျက်လုံးဟာချက်ချင်းမပွင့်သေးပြီလက်နဲ့ပို့လိုက်တော့မှတန်အသင်းပွင့်လာပြီးမိအိမ်အလင်းရောင်တစ်ခုကသူ့နာကက်ကလာတယ်အဲဒီကမောင်ဘိုးတွေကလွယ်ရီထဲမှာလေးခွာကိုထုတ်ပြီးလောက်စာကိုအသိပြန်ထားလိုက်တယ်
မောင်ဘိုးရင်တရေတစီများကိုမကြောက်ပါရွာရင်းကျုပ်ဆက်တွေနွားများပျောက်ပြီးတရင်ကြတော့ကြောက်နွားတခိုးများဖြစ်နေရင်ပြစ်မိလို့တွေးထားခြင်းဖြစ်တော့တယ်အတန်ကြာတဲ့ခါမှာတော့မိရင်ရဲ့အလင်းအောင်ကြောက်သူ့နာလာတော့သူကိုတေချာတွေးလိုက်ကြတယ်သူရဲ့ဖေနဲ့အသက်မတိမ်မရင်ရှိရတူတော့လူကြီးတယောက်ပေါက်တူးနေခေါ်ပြားကိုနှစ်လက်ပူးထမ်းလာပြီးလက်တစ်ဖက်မှာမိအိမ်ကိုကင်လာခြင်းဖြစ်တော့တယ်အုတ်ကူပေါ်အိမ်နေတဲ့မောင်ဘိုးတွေကိုတွေးတဲ့အခါအဲ့ဒီလူကြီးကအံ့ဩသွားပြီးမောင်ဘိုးတွေကိုစကားဆိုလာလိမ့်တယ်ကောင်းလေးဘာလုပ်နေတာအချိန်မတော်ကြီးသိနိုင်နေမှာအိမ်နေရလေဗျာခင်ဗျားဘာလုပ်တာငါမမေးနဲ့မင်းနဲ့ဘယ်သူဖော်ပါသေးတယ်ဘယ်သူမှမပါဘူးကြုံမင်းတာဖြစ်အောင်ခင်ဗျားကျုပ်တို့ရမဟုတ်ဘူးမလားဟုတ်တယ်လုံးစရာရှိလို့လာတာဒီချိန်ဘာမဟုတ်တာလာလို့တာကောင်းလေးမင်းကအလားသားပဲဒီချိန်မင်းကသေးတိုင်းထဲမှာတယောက်တည်းအိပ်ရဲတယ်ဆိုတော့မခေဘူးကွာမင်းဘာလာလို့တာလဲမှန်တိုင်းပြောကွာကျုပ်ကကြွက်လာထောင်တာဗျာမင်းကြွက်ထောင်လို့ရအဲ့ကြွက်တွေကိုရောင်းတာလားဟုတ်တယ်လေဗျာရောင်းတာဗောအေးငွေဘယ်လောက်ရလဲတကောင်ပြား90လောက်တော့ရတယ်ဗောဗျာဒီကမင်းကောင်ကူညီ90ပေးမယ်ကွာဘယ်သူမှတော့ရှောက်မပြောအောင်ဘယ်လိုလဲမောင်ဘိုးတွေခေတ္တဗျာစဉ်းစားလိုက်ပြီကြွက်ကြီးသားတကောင်ရပါပြား90လောက်ရတာတနေ့9ချက်ရဖို့ကြွက်ကြီး10ကောင်မိမှရပြီအခုဒီလူကြီးကတညာတိုင်း90ပေးပြီဆိုတော့မောင်ဘိုးတွေလိုချင်မိတယ်သူစဉ်းစားနေချိန်မှာအဲ့ဒီလူကြီးကထပ်ပြီးတော့စကားဆိုလာပြန်တယ်ကောင်းလေးမင်းကြီးကလာကြောင်းလန့်ရှိပုံမပေါ်လို့ငါခေါ်တာနော်90ဆိုတာနဲ့တဲ့ပမာဏမဟုတ်ဘူးအေးဗျာကျုပ်လုံးမယ်ကဲဒီလိုမဟုတ်ဒါနဲ့မင်းဘယ်သူမှရှောက်ပြောလို့တော့မရဘူးနော်ပြောရင်မင်းကိုသိအောင်တတ်မှာကြားလားတေးမကြောက်တော့မောင်ဘိုးတွေမင်းဒိုလူကြီးတေချာကြည့်ပြီးတော့ပြောတဲ့စကားများကြောင့်ကြက်သိမ်းပင်ထားသွားမိပါလေအဲ့တော့မောင်ဘိုးထင်ကအဲ့လူကြီးကိုတေချာကြည့်လိုက်ကစိတ်ချပါဗျာဘိုးရင်ဆိုကြုံကဂရိတီပါလေဗျာကြိုက်တယ်ကွာလာခဲ့ဒီမီးရင်ယူမင်းတို့ရွာမနေ့ကသေသွားတဲ့မိန်းကလေးတယောက်မြုပ်တာရှိတယ်မလားရှိတယ်ကျုံနေတယ်ငှက်လာပြစ်နေတော့လာမြုပ်နေတာဟိုဘက်မှာအုတ်ကူလားမဟုတ်ပြမြေပုံပဲရွာလဲအမားတို့ပိုးထိပြီးသေးတာအပြူမဟုတ်လားဟုတ်တယ်ဗျငါ့ကိုလိုက်ပြတယ်ကွာမောင်ဘိုးတွေကမီးရင်ကိုယူပြီးတော့နေလေကမြုပ်ထားတယ်မျိုးသမီးရဲ့မြေပုံကိုရှာလိုက်တော့တယ်အချိန်သိကြကြမရှာလိုက်ရပါခြုံလုံးများကိုရှင်းလင်းထားတဲ့နေရာမှာမြေပုံအသစ်တစ်ခုတွေ့ရလေတယ်အဲ့ဒီမြေပုံရဲ့ထိပ်မှာတစ်သားပြားကိုနာမည်စာရေးထိုးထားတဲ့မန်နွယ်ဝင်းအသက်23နှစ်ဟုမှတ်တိုင်လေးကိုမောင်ဘိုးတွေလက်မှာကင်ထားတဲ့မိရင်လင်းအောင်ကြောင့်အတိုင်းသားမြေတွေရနေတယ်အဲ့ဒီမြေပုံနားရောက်တဲ့အခါမောင်ဘိုးတွေရဲ့နောက်မှာလိုက်လာတဲ့လူကြီးကပေါင်တူးနဲ့ဂေါ်ပြားကိုအောက်ကိုပြစ်ချလိုက်ပြီးပစိုးကိုတိုးတိုးဝစ်ကပြစ်ချထားတဲ့ပေါင်တူးနဲ့ဂေါ်ပြားနဲ့ပေါင်တူးကိုယူလိုက်ပြီးတော့မြေပုံကိုတူးလိုက်ရမှာမောင်ဘိုးတွေမျက်လုံးပြူးသွားပြီးအလေမြန်တားလိုက်ပြီးတော့လေဟာဟဲ့လူကြီးဘာလို့လာလဲဗျာဒူးမလို့လေကွာခဏလူသေးတောင်းယူဘာလို့မလို့လဲမင်းမသိပါဘူးကွာဘာချီရလဲအောင်မပြက်စီအောင်မင်းလူသွားလူလာစောင့်ပြီဒီချိန်ဘယ်သူမှမလာတော့ဘူးဗျအုံမောင်းခေါင်းရင်တော့ဟိုငနာရီလာလိမ့်မယ်အဲ့ချိန်ကြီးတော့မကြပါဘူးကွာကျုံငွေပေးဖို့သာမမေးနဲ့တော့အေးပါကွာမင်းရလေဒီကောင်လေးကတော့မလွယ်ဘူးကြီးဒါနဲ့နေအောင်ရခံရနိုင်မယ်ဘယ်သူလဲဦးအောင်လို့သာမှတ်ထားကွာစကားမများနဲ့တော့ငါမင်းအလောင်းဖော်လိုက်ဦးမယ်အချိန်တော်ကြာဦးအောင်ကပေါတူးတက်လက်ဂေါ်ပြားတက်လက်နဲ့အလောင်းကိုဖော်တူးနေချိန်မှာတော်တော်ကြာပြီးတဲ့အခါမှာတော့အလောင်းထည့်ထားတဲ့အခေါင်းကိုပေါတူးနဲ့ပေါက်မိပြီးပြတ်တော့တယ်ဟာကောင်းလေးအခေါင်းတော့ပေါ်ပြီကွာလာဒီဘက်လုံးမီးပြန်အင်းပါဗျမောင်ဘိုးတွေကမီးရင်ကိုယူပြီးတော့ကျွင်းပြန်ဖြစ်သွားတဲ့မြေပုံသားမှာထိုင်လိုက်ပြီးအတွင်းကိုမြင်နိုင်မှုမီးရင်ကိုပြလိုက်တယ်ဦးအောင်ကတစ်သားအခေါင်းပေါ်မှာတင်နေတဲ့မြေများကိုဂေါ်နဲ့ထိုးပြီးတော့အပေါ်ကိုတင်လိုက်ပြီးဂေါ်နဲ့ထိုးရင်မရတဲ့မြေများကိုလက်ဖြင့်ဘေးကိုတတ်ချလိုက်လေကပေါတူးနဲ့အခေါင်းနားစတန်ရိုက်ထားတဲ့နေရာများကိုဂလန့်ပြီးတော့ဖွင့်နေတယ်အဲ့တော့ပွင့်သွားပြီဖြစ်တဲ့အခေါင်းဖုံးကိုအပေါ်ကိုမတင်လိုက်တော့တယ်အဲ့တော့ဦးအောင်ကအခေါင်းထဲမှာသေဆုံးနေဖြစ်တဲ့မန်နွယ်ဝင်းရဲ့အလောင်းကြီးကိုမောင်ဘိုးတွေစီမှာမီးရင်ကိုယူပြီးတော့သေချာကြည့်နေတယ်အဲ့ဒီတော့ဦးအောင်ကအလောင်းပေါ်မှာလွှားထားတဲ့အင်ကြီးပိုးကိုယူပြီးတော့ခောက်နေလေတယ်ခောက်ပြီးတဲ့အခါမှာမောင်ဘိုးတွေကိုပေးလိုက်ကရောကောင်းလေးဘေးမှာခဏချတာပြီခမရလေဗျာဘာတွေလုပ်နေမလဲမသိပေးမောင်ဘိုးတွေကငွေ90မျက်နှာဖြင့်အင်ကြီးကိုယူပြီးတော့ဘေးလိုရာကိုချထားပေးလိုက်တယ်ဦးအောင်ကနောက်ထပ်အလောင်းကောင်မှစပင်းမွေးများကိုဆွဲနှုတ်ပြီးခပိုက်ထဲကိုထည့်နေတယ်အဲ့တော့အလောင်းကောင်ရဲ့ခြေမနှစ်ခုကိုပူးချီထားတယ်အချီကျိုးကိုဖြုတ်ယူနေပြန်တယ်နောက်ထပ်အလောင်းကောင်ရဲ့ထမိန်စာများကိုလည်းပေါက်တူးသွားနေဖြတ်ပြီးတော့ယူနေသေးလေတယ်ဦးအောင်ကအလောင်းကောင်ရဲ့မျက်နှာနားကိုမီးအိမ်ကိုတိုးကတ်လိုက်တယ်မီးအိမ်ရဲ့အလင်းရောင်ဒီကကျွင်းတွေမှာရှိတဲ့အခေါင်းထဲမှာရှိသောအလောင်းကောင်ရဲ့မျက်နှာကိုရှင်းလင်းတော့မြင်နေရတယ်
ဦးအောင်ကအလောင်းရဲ့ဦးကောင်းကိုလက်နဲ့ထိလိုက်ပြီးຫນွေဝင်းဆိုတဲ့ကောင်မဒီနာရှိရဲ့နင့်ကိုယ်လည်းခဏဝင်စမ်းဦးအောင်ကပြောလိုက်သည်နဲ့ຫນွေဝင်းအလောင်းကမျက်စိပွင့်လာတော့တယ်အဲ့ဒီကမျက်စိပွင့်လာတဲ့အလောင်းကောင်ကိုကြည့်လိုက်ပြီးဦးအောင်ကပြုံးလိုက်ကကဲနေမကောင်းဆိုးဝါဖြစ်နေပြီငါနေကိုပိုင်နေငါ့ကိုကလန်ဆန်လုံးရင်မီးလောင်တိုင်းသွေးမြင်မကြလားငါနေရဲ့အဝတ်စားနဲ့နေစပင်းကိုငါတနေရာမှာထားမယ်နေအဲ့ဒီနေရာမှာသွားနေရမှာကြလားအလောင်းကောင်ကြီးကမျက်လုံးဖွင့်လိုက်ပိတ်လိုက်လှုပ်ရတာနေတယ်အဲ့ဒီနောက်ဦးအောင်ကအလောင်းရဲ့ဦးကောင်းကိုကင်ထားတဲ့သူ့ရဲ့လက်ကိုလွှတ်လိုက်တော့မှအလောင်းကောင်ကြီးကမျက်စိများပိတ်သွားလိမ့်တော့တယ်မောင်ဘိုးတွေကထူးဆန်းလို့ရိတ်မျက်တောင်မခတ်ပင်ကြည့်နေလေတယ်ဦးအောင်ကသူ့လုံးရမယ့်ကိစ္စများပြီးပြီမဟုတ်လို့အလောင်းထည့်ထားတဲ့အခေါင်းရဲ့ဖုံးကိုပြန်ပိတ်လိုက်ပြီးတဲ့နောက်ကျွေးမော်ကိုပြန်တက်လာကကော်ဖြင့်တူထားတဲ့မြေပြားကိုပြန်ဖို့လီတော့တယ်ချိန်တော်ကြတဲ့အခါမန်းွယ်ဝင်းကိုမြုံနှံထားတဲ့မြေပုံလေးမှာမူလပုံစံတိုင်းပြန်ဖြစ်သွားလိတော့တယ်အဲဒီခါမှာဦးအောင်ကမောင်ဘိုးတွေကိုပေးထားတဲ့အလောင်းမှာလွှားထားတဲ့အင်ဂျီကိုတောင်းယူလိုက်ပြီးခပိုက်ထဲမှာထည့်ကမြေပုံဘေးမှာခြေပေးလက်ပြထိုင်လိုက်ပြီးတော့ကောင်းလေးမင်းကတော့အာကပဲကွာမင်းမကြောက်ဘူးလားကြောက်ပါဘူးဗျာမင်းကဒီသစ်စိတ်ရွာကပဲလားဟုတ်တယ်ဗျာမင်းဖေတဲ့မိနာမည်ကဘာတူလဲအဖေနာမည်ကဦးကောင်းအမေကတော့မရှိတော့ဘူးဗျာနာမည်ကဒေါ်များခင်နဲ့အော်အေးမင်းတို့သဘောကျသွားပြီကွာရော့ဒီမှာငွေ90မောင်ဘိုးတွေကဦးအောင်ပေးလိုက်တဲ့9ချက်တန်10ရက်ကိုယူလိုက်ပြီးလွယ်တဲ့ထဲကဟာဒီနေ့ကတော့တွက်ချီကိုင်လုံးဝိုင်းဗျာတဲ့ခင်ဗျားဒါရီဘာတွက်နဲ့လောက်တာလဲဗျာငါကအောက်လန်းစီရလီကွာသွားပြီကောင်းလေးဦးအောင်ကပြောပြောဆိုဆိုမီးအိမ်ကိုယူပြီးတော့လာတော့ကအတိုင်းပေါက်တူးနဲ့ဂေါ်ကိုပူး၍ပကုံးမှာထမ်းပြီးပြန်သွားလိမ့်တော့တယ်မောင်ဘိုးတွေလည်းအုပ်ကူနာကိုပြန်သွားလိုက်ပြီးတော့သူဤမီးအိမ်ကိုယူလိုက်ကကြွက်ထောင်ထားတဲ့ကပ်ပြီးများစီကိုထွက်သွားလိမ့်တော့တယ်အခန်း6မောင်ဘိုးတွေဦးအောင်နဲ့တွေ့ပြီးတာ3ရက်မြကြာသွားပြီဖြစ်လေတယ်ဦးအောင်ပေးခဲ့တဲ့ပတ်စံနဲ့အဖေဖြစ်သူအရက်ဖိုးများကိုလိုက်ဆက်ပေးလိုက်တယ်ယခုဦးစိုးကြီးရဲ့ဆိုင်ကိုရောက်လာလေတယ်အဖေတို့အရက်တလုံးဝယ်ပြီးဖြစ်တော့တယ်ဦးစိုးကြီးကမောင်ဘိုးတွေကိုမြင်တာနဲ့ဘိုးတွေမင်းမေမင်းကိုလိုက်ရှာနေတယ်ငါးစီတော့ရောက်လာသေးတယ်ကွာဘာဖြစ်လို့လဲဗျထူးထူးဆန်းဆန်းမသိဘူးဟေးဘိုးတွေကြွက်လေးရရင်လာဖို့ကွာမင်းလှုပ်ပါအောင်ခမကောင်မြင်နိုင်တော့လာမရအောင်လားအဲအကြောင်းတွေပြောနေစမ်းပါနဲ့ကွာကြွက်ဖို့သွားရင်တရေ6ခံလို့ဖျားနေတယ်လေကွာတကယ်ကောင်တွေပဲဟာဟုတ်လားဗျကဲကျုပ်သွားပြီမောင်ဘိုးတွေကအရက်တလုံးကိုယူကာဆိုင်ပြင်ကိုထွက်သွားလေတော့တယ်သူ့မျက်နှာမှာပြုံးနေလေတယ်သူမဲသားကျွေးသောတရေကြီးကဂရိတီပါလားဟုလေတွေးနေမိတော့တယ်သူအိမ်ကိုပြန်အောင်ချိန်မှာဖားခင်ဖြစ်သူကပစိုးနဲ့ထုတ်ထားတဲ့အထုပ်ထုပ်ကိုအိမ်ပေါ်မှာယူလာပြီးမောင်ဘိုးတွေရပလင်းကိုကိုပြည့်ရှိချလိုက်ပြီးတဲ့နေ့ပစိုးတို့ကိုပြစ်ပေးလိုက်ကဟဲ့ရောမင်းပေးအောင်လူငါးသွားလို့တော့သွားမင်းကိုခဏနေလာခေါ်လိုက်မယ်မင်းကိုစဘာ20ပေးတယ်မင်းကအဲ့လောက်တော့တန်တာလားကွာဟမ်ငါစဘာစားငွေထုတ်ခဲ့ပြီမောင်ဘိုးတွေပစိုးနဲ့ထုတ်ထားတဲ့သူ၏အဝိထုတ်ကိုကန်ရင်ကြောင်အန်းနဲ့ရက်၍သာနေပါတော့တယ်အောင်လန်းဘိုးတွေရဲ့ဘဝအစားကတော့ဤမြတာပဲမကြမီအောင်လန်းဘိုးတွေနဲ့လက်ဦးစီယာဟူသောဇလန်းကိုလည်းဆက်လက်တင်ဆက်ပေးပါဦးမေ